ကျွန်တော်တို့ဒီနေ့ကျင်းပပြုလုပ်မဲ့အစီအစဉ်ကတော့မြန်မာelectronic ဆိုင်ရာမဲပေးဆက်များအကြောင်းကိုကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့အနီးဆက်ဆုံးမြန်မာစကားနဲ့အနီးဆက်ဆုံးဥစ္စာတွေကိုကျွန်တော်တို့ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ခက်ခဲရှင်းပြသွားမှာမဟုတ်ပါဘူးလူသားတိုင်းနားလည်နိုင်တဲ့မဲပေးတဲ့နီးစနစ်ကိုကျွန်တော်တို့ကရှင်းလင်းပြသွားမှာဖြစ်ပါတယ်အရင်နှစ်တွေတုန်းကနဲ့မဲပေးတဲ့အခါမှာမတူတဲ့အကြောင်းအရာတွေရှိပါတယ်အဲ့ဒါလေးကိုနည်းနည်းလေးပြောမယ်နော်အရင်နှစ်တွေတုန်းကဆိုရင်ကျွန်တော်တို့ကမဲများသူအနိုင်ယူဆိုတဲ့စနစ်ရှိတယ်နော်အခုဥစားမဲများသူအနိုင်ယူစနစ်ကောPRစနစ်ဆိုတဲ့အချိုးကျစနစ်နဲ့ဖွဲထည့်ပြီးတဲ့ဥစ္စာတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မဲပေးတဲ့အခါမှာအဲ့ဒီလိုမျိုးကွဲရှားသွားတာရှိပါတယ်နောက်တစ်ခုကတော့အရင်တုန်းကမဲလက်မှတ်တွေနဲ့ပေးကြတယ်မဲလက်မှတ်တွေနဲ့ပေးတဲ့အခါကျတော့ဘာတွေဖြစ်လဲဆိုတော့ကျွန်တော်တို့ကမဲလက်မှတ်ကိုမဲဆန္ဒရှင်တွေကတစိမ့်တုံးရဲလိုက်တဲ့ခါကျမှအထက်ပေးတယ်လို့အောက်ပေးတယ်လို့နဲ့လွဲသွားတာတွေရှိတယ်အဲ့ဒါမျိုးတွေလည်းမဖြစ်ရအောင်ကျွန်တော်တို့ကဒီမဲပေးဆက်နဲ့ပေးတဲ့စနစ်ကိုတီထွင်လိုက်တာဖြစ်ပါတယ်အဲ့နောက်ထပ်တစ်ခုပြောင်းလဲသွားတဲ့အချက်ကတော့ကျွန်တော်တို့ကအရင်တုန်းကရွေးကောက်ပွဲလုပ်တယ်ဆိုရင်နော်တည့်ရက်သေးပဲလုပ်တယ်အခုတခါကျွန်တော်တို့ကအဲ့ဒီလိုမလုပ်တော့ဘူးနယ်မြေရဲ့လုံခြုံမှုနဲ့ကျွန်တော်တို့ရဲ့စက်တွေရဲ့လုံလောက်မှုအောင်ခွဲပြီးတော့ကျွန်တော်တို့ကအပိုင်းခွဲပြီးတော့မှမဲပြီးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးမဲပြီးလိုက်တဲ့ခါကျဒီလိုစက်နဲ့မဲပြီးလိုက်တဲ့အတွက်ကျွန်တော်တို့မှာပယ်မဲမရှိဘူးမြန်ဆန်မဲပြီးလို့ပြီးသွားနိုင်တယ်နော်နောက်တစ်ခါမဲအရေးအတွက်ကိုအခုနိုင်ဝက်ပေးပြီးရတယ်ကျွန်တော်တို့ကဘယ်လောက်ပေးပြီးဆိုတာချက်ချင်းကျွန်တော်တို့ကလူအရေးအတွက်ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့ကရှပြနိုင်တယ်ချက်ချင်းဖော်ပြနိုင်တယ်နော်ဒါပေမဲ့ကျွန်တော်တို့ကဒီမဲပေးဆက်ဒီဟာလေးကိုဒါမဲဆန္ဒထိချုပ်တဲ့ဆက်လေးပေါ့ဒီထိချုပ်တဲ့ဆက်လေးကိုကျွန်တော်တို့ကဒါလုံခြုံရေးကျိုးတွေနဲ့ပိတ်ထားမှာဖြစ်တယ်နော်တခြားကျွန်တော်တို့ကော်မရှင်ကတာဝန်ရှိတဲ့လူကလွဲရင်ကြံတဲ့လူတယောက်မှဖွင့်လို့မရဘူးကျွန်တော်တို့ကတစ်ခါတည်းနဲ့ဒီထိချုပ်ဆက်ကိုလုတ်ထားမှာတစ်ခါတည်းဖြတ်ထားမှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ကဒီမဲပေးတဲ့ဒါမဲပေးတဲ့မဲပုံးပေါ့နော်ဒီမဲပေးတဲ့ဥစ္စာတွေကကျွန်တော်တို့ကခြေသုံးဥစ္စာတွေကအကုန်လုံးကအင်္ဂလိပ်ကဏ္ဍနဲ့စင်ပြီးတော့ရေးထားပေးပါတယ်ပါတီတွေရဲ့နာမည်တွေကိုကျွန်တော်တို့ကမြန်မာစလုံးနဲ့မြန်မာအခရာစဉ်အလိုက်ကျွန်တော်တို့ကပေးထားတာဖြစ်ပါတယ်နောက်ဒီမှာပါတီရဲ့ logo နော်ကျွန်တော်တို့အခုဒီမှာကတော့နမူနာပြထားတာအတွက်ဘူးတီပဲတီခရမ်းတီပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ပြထားပါတယ်နောက်တစ်ချိန်ကြာလို့ရှိရင်အခုမဲဆန္ဒရှင်တွေမဲပေးပြီးတဲ့အခါကြာလို့ရှိရင်နော်မဲပေးပြီးတဲ့အခါဒီပုံးလေးထဲမှာဘယ်အဟာထွက်လာမလဲဆိုတာတစ်ခါတည်းစောင့်ကြည့်သွားလို့ရတယ်အဲ့ဒီမဲလက်မှတ်ပြမယ့်အချိန်ဟာ4စက္ကန့်ပဲကြာပါမယ်အဲ့ဒီ4စက္ကန့်ပြီးရင်ဒီမဲစာပြည့်ရအောက်ထက်ကိုတစ်ခါတည်းကြာသွားမှာဖြစ်ပါတယ်နော်ကျွန်တော်တို့မဲဆန္ဒရှင်တွေမဲပြီးတဲ့အခါမှာရှင်းလင်းနဲ့သိသွားစီခြင်းတာကျွန်တော်တို့ရဲ့စေတနာပါနော်တခြားတနည်းအားတခြားတယောက်ပြောတာကိုလည်းဘာမှယုံမှားတန်စရာရှိစရာမလိုပါဘူးဒီမှာကျွန်တော်ကဒီမဲပေးဆက်လေးမှာဆိုရင်ဒီတယောက်ဝင်လာပြီဆိုတာနဲ့မဲပေးဖို့အတွက်ကျွန်တော်တို့ကဟိုကနေပြီးတော့မှမဲတော့ခေုပ်လေးကိုနှိပ်လိုက်တာနဲ့ဒီမီးလုံးလေးဆင်းလင်းလာမှာပါဒီမီးလုံးလေးလင်းလာမယ်ဒီမီးလုံးလေးလင်းလာတဲ့အချိန်ကျမှသာမဲပေးလို့ရမှာဖြစ်ပါတယ်လူတယောက်တည်းနဲ့ဒီသားမှာရက်နေပြီးတော့ဟာငါတော့နှိပ်လိုက်မယ်ကွာဒီလူတွေမသိဘူးဆိုပြီးတော့နှစ်ခါနှိပ်လို့မရပါဘူးတစ်ခါနှိပ်ပြရတယ်ဒီမီးကအော်တိုမက်တစ်ပိတ်သွားမှာပါဒီမှာမဲပေးသွားပြီဆိုတဲ့အကြောင်းကိုဟိုမှာထိန်းချုပ်ဆက်မှာတစ်ခါတည်းနဲ့အတန်လေးမြည်လာမှာပါအဲ့ဒီကခလုတ်တစ်ခါနှိပ်ပြရနဲ့ဒီကိစ္စပြီးသွားပါပြီနော်အဲ့ဒါမဲပေးတဲ့ဥစ္စာပေါ့တကယ်လို့ကျွန်တော်တို့ကဒီမှာမဲစာရွက်ကဒီထဲမှာကျွန်တော်စက်ကူလေးထည့်ထားပါတယ်နော်စက်ကူလေးထည့်ထားတဲ့အတွက်ကိုကဒီမှာဘာမဲပေးလိုက်တယ်ဆိုတာဘာမဲပေးလိုက်ဆိုပေးလိုက်တဲ့ဥစ္စာကိုဒီမှာထွက်ကြလာမှာစာရွက်လေးကနော်အဲ့စာရွက်လေးထွက်ကြလာတဲ့ခါကျအဲ့မှာမဲလက်မှတ်လေးပေါ့အဲ့မဲလက်မှတ်လေးထွက်ကြလာမယ်ထွက်ကြလာတဲ့ဥစ္စာလေးကိုကျွန်တော်တို့ကကိုပေးတာဟုတ်လားမဟုတ်လားကြည့်ဖို့လိုပါတယ်ဒါပေမဲ့လွဲသွားရင်လည်းထပ်ပြီးလို့မရပါဘူးတခါလူတယောက်ကတစ်ချိန်ပဲပေးရမှာဖြစ်ပါတယ်မဲယုံကိုလာပြီးဆိုလို့ရှိရင်မှတ်ပုံတင်လေးတစ်ခုပဲယူဖို့လိုပါတယ်အဲ့ဒီမှတ်ပုံတင်လေးကနေပြီးတော့ကျွန်တော်တို့ကဟိုဘက်ဘေးမှာပေါ့နော်ဒါအခန်းအကျင်းနေလို့ဟိုဘက်ဝင်လာပြီးဆိုတာနဲ့သူကနေပြီးတော့အဲ့မှာမဲယုံဝင်တာဝန်ကြတယောက်ရှိလာတယ်အဲ့ဒီမဲယုံတာဝန်ကြတယောက်ကနေပြီးတော့မှတ်ပုံတင်နဲ့သူ့ရဲ့မဲစင်းမှာပါမပါကျွန်တော်ကတခါတည်းတိုက်စစ်လိုက်မှာပါမဲစင်းမှာပါပြီးတော့မဲပေးလိုက်ပြီဆိုရင်အဲကလာပြီးတော့ဟိုကနေပြီးတော့ဘယ်တော့ခရီးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးရတယ်ဒီကိုတခါတည်းရောက်လာမယ်မဲပေးမယ်မဲပြီးပြီးပြီးသွားပါပြီနော်အဲ့ဒါဒီပဲဘလောက်မှမကြဘူးလူတယောက်ဟာအလွန်ဆုံးကြာရင်10မိနစ်ပဲနော်ကျွန်တော်တို့ကအရင်တုန်းကလိုပုံမှန်တာတကယ်လာပေးမယ်ဆိုရင်မနက်ခင်းပိုင်းနဲ့ပြီးပြီနော်ကျွန်တော်တို့ကဒီနောက်တစ်ခါဒီထဲမှာထည့်ထားတဲ့စိုက်ပြလေးမဲလက်မှတ်လေးအဲ့ဒီဥစ္စာကျွန်တော်တို့ကလူ2000ပေးလို့ရတယ်
ဒီ site လေးကလူ2000ပေးလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီ set တွေဟာခင်ဗျာတခြားဟာနဲ့ထိန်းချုပ်ထားတာရှိသလားနော်အင်တာနက်နဲ့လည်းမဆက်သွယ်ထားပါဘူး Wi-Fi နဲ့လည်းမရပါဘူးနော်ကျွန်တော်က terminal ဆိုတဲ့အပူပေးစနစ်နဲ့ဒီကလောက်ထားတာပဲရှိပါတယ်နော်အဲ့ဒါကြောင့်ဘာနဲ့မှရောပြီးတော့မှမှုနှောက်လို့မရပါဘူးဆိုတဲ့အကြောင်းကိုကျွန်တော်အဲ့လိုလေးရှင်းပြနေတာနော်အဲ့ကျွန်တော်တို့ကအခုကျွန်တော်တို့ဒီရှင်းပြလိုက်တဲ့ဒီဘာတွေကမဲဆန္ဒရှင်တွေကနော်မဲဆန္ဒရှင်တွေကကိုသိတဲ့ဥစ္စာလေးကိုဒီမဲပေးဖို့မဲပေးနည်းစနစ်ရှင်းပြတဲ့အချိန်မှာမပါလဲရသေးတဲ့လူတွေပေါ့နော်မတွေ့ရတဲ့လူတွေအဲ့လိုလေးရှင်းပြပေးပါဘာမှခက်ခဲမဟုတ်ပါဘူးဝန်တော့ဝန်မိုးလည်းမဖြစ်ပါဘူးမဲပေးတဲ့နေ့မှာမိမိကြိုက်နှစ်သက်ရာပါတီကိုကိုယ်တိုင်လာပြီးတော့အားပေးလို့ရပါတယ်မဲပေးလို့ရပါတယ်ဒါပေမဲ့မပေးခင်မှာတော့အကုန်လုံးသိဖို့တော့တွေ့တယ်ဒီမှာကျွန်တော်တို့မိထီလာမှာကျွန်တော်တို့က9ပါတီပဲရှိတယ်နော်9ပါတီရှိတယ်ဆိုတော့ဒီမှာဒီဥစ္စာတစ်ခုလုံးကကျွန်တော်တို့16ပါတီပေးလို့ရနော်အဲ့ဒီ16ပါတီပေးလို့ရကျွန်တော်9ပါတီဆိုရင်ဒီအောက်ကဟာဒီကိုကျွန်တော်တို့ကပလတ်စတစ်ပြားနဲ့ပိတ်ထားမှာပါဖန်ပြားနဲ့ကြံပြီးတော့မှလာပြီးဖြက်စီးပြလို့လည်းမရပါဘူးလုံးလို့လည်းမရဘူးဒီအောက်ကခလုတ်တွေနှိပ်လို့မရဘူးကျွန်တော်တို့ကအဲ့လိုမျိုးပိတ်ထားမှာပါနောက်တစ်ခါဒီအပေါ်မှာကျွန်တော်တို့ဒါပလတ်စတစ်ပြားနဲ့အုပ်ထားတာဒီတခြားလူတွေကမတမာတဲ့လူတယောက်ကနေပြီးတော့မှနော်မဲယုံကိုဖြက်လို့ဖြက်စီးတဲ့ဘောမျိုးနဲ့လာပြီးတော့ကွန်းစားရင်းနဲ့ကွန်းတပီးနဲ့ဒီလိုမျိုးပက်သွားတာဖြက်သွားတာမျိုးဖြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့သိရင်ဆက်ချင်းအေးယူပြီးဆက်ချင်းထောင်ချမှာကျွန်တော်တို့ကနေမကူဘူးကျွန်တော်ကဒီဥပဒေကတော့တရားစီရင်ရေးကတစ်ခါနဲ့အပြတ်ချပြီးသားကျွန်တော်တို့ကခုမှတရားရုံးလည်းဖွင့်ထားပြီးသားအဲ့ဒီနေ့မှာတစ်ခါနဲ့ဖွင့်ထားပြီးသားမဲယုံကိုဖြက်လို့ဖြက်စီးလုပ်တဲ့လူမဲပေးတာကိုနော်မတရားသဖြင့်လုပ်တဲ့လူဆိုရင်ကျွန်တော်တို့ကဆက်ချင်းတရားစီရင်မှာဖြစ်ပါတယ်နော်အဲ့ဒါကျွန်တော်တို့ရဲ့မဲဆန္ဒရှင်တွေကကျွန်တော်တို့ရဲ့နော်တခြားလူတွေကိုလည်းသိအောင်ပြောပြပေးပါဖြန့်ထားပေးပါနော်ကျွန်တော်တို့ကအားလုံးကိုတော့ဟိုပြောပြဖို့အတွက်အခက်အခဲရှိပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ပြည်သူလူထုကြားမှာကျွန်တော်တို့မိထီလာအခါ20လောက်ရှိပါပြီကျွန်တော်တို့ရှင်းပြနေတာစက်မှုစုံလည်းရှင်းပြတယ်ကျွန်တော်ဒီမြို့14ရပ်ကွက်ဆိုရင်လည်းကျွန်တော်တို့အောင်မင်္ဂလာမှာရှင်းပြတယ်နော်ကြံတဲ့ဟာတွေအထကတင်မှာလည်းရှင်းတယ်နော်ကျွန်တော်တို့ထွေဦးရုံးမှာလည်းရှင်းတယ်ကျွန်တော်တို့အများကြီးကိုရှင်းပြထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့မဲဆန္ဒရှင်တွေအနေနဲ့ဘာမှခက်ခဲမရှိပါဘူးချောချူလာပြီးတော့မဲပေးကြပါမဲပေးခြင်းအပြင်လည်းဘာမှပြဿနာမရှိပါဘူးကျွန်တော်တို့လုံခြုံရေးအပြည့်အစုံလုပ်ထားပါတယ်နော်ကျွန်တော်တို့လုံခြုံရေးအတွက်ကျွန်တော်တို့ရှေ့ကနေပြီးတော့မှအားလုံးဒါယူပါတယ်ကျွန်တော်တို့မိထီလာမြို့နယ်ဟာဒီဇင်ဘာလ28ရက်နေ့မှာကျွန်တော်တို့ကပေးမှာပါမိထီလာမြို့နယ်မှာနော်အဲဒီကြံတဲ့အပိုင်းတွေကတော့နောက်တစ်ခါကျရင်ထပ်ပြောမယ်ဘယ်ရက်ကိုပေးမယ်ဆိုတာကျွန်တော်တို့ကထပ်ပဲကျွန်တော်တို့မိထီလာနဲ့မဆိုင်တော့ဘူးနော်ကြံတဲ့ဝင်းတို့သားစီတို့မလိုင်တို့ကျွန်တော်မိထီလာခင်ကနော်သူအပိုင်းလိုက်ကျွန်တော်တို့ကခွဲပြီးတော့ပေးသွားမှာဖြစ်တဲ့အတွက်အဲ့ဒါစိတ်ချမ်းသာကိုချမ်းသာနဲ့လာပြီးတော့မဲပေးကြပါလို့ကျွန်တော်ကအဲ့လိုပြောရင်းနဲ့ပဲညီကုန်းချုပ်ပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့အဖွဲ့တွေကနေပြီးတော့မှဒီဟာလေးကိုမဲပေးတာကိုကိုယ်တိုင်လက်တွေ့မဲပေးကြမယ်ပြည်အောင်စုသည်ကဘာလဲမှာထုံးထောက်လို့ပေါ်ပေါက်ရမည်ဂုံယူစွာတွေးခြင်းလို့စုပေါင်းအားဆုံးကြီးနိုင်ငံရေးတို့အရေးနိုင်ငံရေးတို့အရေးတို့အားလုံးအရေးဖြစ်သည်နေရာဒေသအနှံ့ကလူအားလုံးမချမ်းမီတို့ရဲ့ရင်လေးတို့ချစ်သည်တို့ရဲ့နိုင်ငံတို့ချစ်သည်တို့ရဲ့နိုင်ငံတို့ချစ်သည်တို့ရဲ့ရင်လေးတို့ချစ်သည်တို့ရဲ့ရင်လေးတို့ချစ်သည်တို့ရဲ့နိုင်ငံတို့ချစ်သည်တို့ရဲ့နိုင်ငံတို့ချစ်သည်တို့ရဲ့ရင်လေးတို့ချစ်သည်သူများသောနိုင်ငံသားအခွင့်အရေးပိုင်ဆိုင်ဖို့ PPP ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပြည်သူ့ရှ
ဆောင်ပါ